ပြလို့မရအောင်စတက်တူတော်တော်များများမှစကားပြောချင်လို့ရတယ်ဆိုလိုဒီမှာအဲ့တော့အကုန်လုံးတော့မတက်ဘူးဒါပေမဲ့မွန်ကြောက်စွာဘာလို့သိချင်တာလဲမွန်ဘာသာကိုတတ်ချင်တာလဲဆိုတော့မွန်တို့ဒီဗုဒ္ဓဇင်ကိုတော့၎င်းမြန်မာနိုင်ငံမှာ၃စုရှိတယ်အာရချေကရခိုင်ကိုပြောတာအဲ့ဒါကိုရခိုင်နေကအာရကန်နဲ့အစောဆုံးအေရီ150ရေးထိုးတဲ့ကြောက်စာဂရိနိုင်ငံမှာရှိပါတယ်အာရချေကရေနမ်းမှာနေတယ်အသားမဲတယ်မျက်လုံးပြူးတယ်သပင်ကောက်တယ်အဲ့ဒီပုံကိုယ်တွေကအလွန်တရာကြီးမားသော huge Buddha statue image ကိုတိဆောက်နေတယ်လို့အေရီ150ရေးထိုးတဲ့ဒါလို့ဆိုရင်အေရီ146နဲ့149ကြားမှာနန်းတက်ခဲ့သော29မြောက်စန္ဒသူရိယဘုရင်လက်ထက်မှာဒီဖရာမဟာမျက်မှောက်တွေကိုရေးထိုးနိုင်တယ်လို့ exactly ယူဆရပါတယ်တစ်ဆက်နဲ့ပဲအေရီ100အဲ့ဒီ Alexander the Great ကအဲ့ဒီချိန်မှာပဲတဲ့မွန်တို့ဒီမွန်တွေကို currency အသားရောင်ဝင်းဝါသောရွှေရောင်ရွှေကို currency လို့သုံးပါတယ်ဒါဆိုရင်ဂရိဘာသာနဲ့သုဝဏဘူမိကို currency လို့သုံးတယ်ဟုတ်ပြီနော် currency လို့သုံးတယ်ယူရီးယားတွေကတော့ယူတုံးလို့သုံးတယ်ယူကနေနိပြီးတော့နိတုံမြန်မာကနိတုံတန်ဖိုးနဲ့ကယရဏနိတုံရွှေကိုသာနိတုံရွှေပြောတာသူကအပဲရပြည့်တဲ့ရွှေကိုနိတုံယူရီးယားကဥတုံယူတီကိုဥတုံးလို့သုံးတယ်ဗမာတွေကနိတုံကိုဘလို့ပြောင်းသွားမလဲနိနဲ့ဥနဲ့ပြောင်းသွားနော်တန်ဖိုးနဲ့ကယရဏနိတုံရွှေကိုသာနဝရကြောင်းမြက်ပလဲဆိုပြီးတော့တချင်းထဲမှာနိတုံကိုတွေ့ရတိုင်ရောအစthe trace ကိုလိုက်တာဆိုတော့မွန်တို့ကို currency လို့သုံးတယ် currency နဲ့ပါဠိသုဝဏ the same meaning Greek ရှေ့ချတယ်ဒါအစောဆုံးကြောက်စာအေဒီ149 150ရေးတွေ့ Greek ပုံမြတ်မေးကြောက်စာဆိုတော့အဲ့ဒီမှာ currency ပမာ no ပမာမရှိပမာမရှိဘူး currency အာရကျက်ပြီးအညတယံပုံနာပုံညာသုံးစုရှိတယ်ဆိုတော့ဆိုရင်ရခိုင်ဘက်ကဝင်တဲ့လူရဲ့မွန်တို့ရဲ့မွန်ဘယ်ကဝင်လဲမေးချက်ရှိလိုက်ပြီးတော့မှအညာတယံဆော့ဆိုရင်မွန်လူမျိုးတို့ရဲ့မြန်မာနိုင်ငံမှာ၃စုလောက် currency လို့ခေါ်တော့မွန်အာရကျက်လို့ခေါ်တော့ရခိုင်အညာတယံလို့ခေါ်တော့အညာသားသုံးအညာတယံအညာသားဆိုအဲ့ဒါလေအညာတယံဆိုအညာသားလို့လည်းတာတို့ကကျွန်တော်အညာသားမောင်တို့အညာကိုအညာတယံအဲ့ဒါမူလစကားအညာသားဆိုအာရညရဲ့အဲ့ဒီလာတာမဟုတ်ဘူးအညာတယံအဲ့ဒီအင်္ဂလိပ်စကားလာတာအညာတယံအညာသားပိုက်ဆံလို့ပိုက်ဆံအင်္ဂလိပ်ကလာစကားပါလို့နေတော့ဆောင်ကပိုက်ဆံကုရိကလာတဲ့ပိုက်ဆံအဒုပြပိုက်ဆံကလာစကားကထားတော့ဆိုတော့အဲ့ဒီသုဝဏဘုံမီ this Asian land of Sona Bhumi the Golden Peninsula part 1ဒါနောက်ဆုံးဇန်နဝါရီလ24ရက်2050နောက်ဆုံးထုတ်တဲ့ဆောင်းပါနောက်ဆုံးဒီလရဲ့24ရက်နဲ့ဆောင်းပါအဲ့တော့အဲ့ဒီမှာမေခွန်ဖရချောင်းဖျားမြစ်ဆိုတာဖရ PHRY ဖျားအဲ့ဒီကနေပြီးတော့မေခွန်မောင်ဖင်ယွန်နမ်ခိုအဲ့ဒါတွေအကုန်လုံးเนี่ยတစ်ချိန်လုံးအကုန်လုံးစုပြီးတော့ the Golden Peninsula ရွှေသူတို့ကို Golden Peninsula ရွှေကျွန်းမလေးရှားအင်ဒိုနီးရှားဒီဘက်အဖျားလေးဘော်နီယိုထိုင်းမော်ဒီဘက်ဒါသုဝဏဘုံပြီးတစ်ခုလုံးဆိုတယ်နော်ဟိုနည်းနည်းလေးကရိုက်နိုင်ရင်တော့ဘယ်လိုလုပ်အခုအစိမ့်လေးပြီးတော့နည်းနည်းလေးဆွဲစမ်းပါအဲ့ဒီအစိမ့်လေးဒါအခုသုဝဏဘုံပြီးတယ်အဲ့ဒီသုဝဏဘုံပြီးကိုဘယ်နေရာတွေကဝင်ရောက်တယ်ဆိုတော့ရှင်းပြရင်ဒိုင်နိုဆောတို့ဘာတို့ကသုဝဏဘုံပြီးမှာတော့မှဒါဆရာတော့ဆက်မလေ့လာနိုင်သေးဘူးဒါဒီကတော့ no zoology တော့တခုလေ့လာပြီဆိုရင်အကုန်ဘာသာအများကြီးတက်မှရတယ်ဘာသာဆိုဘာသာရက်ကိုပြောတာ zoology တက်ရမယ် physics တက်ရမယ် chemistry တက်ရမယ်အဲ့လိုမျိုး meteorology တက်ရမယ်အများကြီးတက်မှရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီသုဝဏမြေကမြေဩဇာတွေရေမြေတွေကောင်းရင်ကမ္ဘာတတ္တဝါတွေလာစုနိုင်တယ်တောင်းတော့ဒီနောက်မှာတော့ဒိုင်နိုဆောတို့ဒီဒိုင်နိုဆောတွေဒီ prehistoric man တွေကဒီဟာများစလျော်သလားလို့ဆောင်းမအဲ့ဒါတော့ကွာ so the terms of prehistoric man and prehistory အဲ့ဒါတွေကကိုတို့ဒီဟာများစသလားလို့မေးစရာရှိလာတယ်ဘာလို့တို့နေရာကောင်းလို့ဒိုင်နိုဆောတွေthe dinosaur demise ဒီဟာပဲစသွားသလားလို့အဲ့ဒါကတော့နောက်ထပ်ခုဗုဒ္ဓဇင်ကိုပြောကြတယ်အဲ့ဒါအောက်ထပ်မှာအဲ့ဒီနေရာမှာတဲ့
sub Pramawazon group kuna Mekong, Mon, Duria group subgroups with the naming like the time, Mon, Kaman, Jing, Musa, Lao, Shem. That's a middle power. Pama no Pama, Pama Canada. How you know? I grew Giza, maybe the grew Giza, you see, Bureau. Open a Mon, Pine, Yon, Nano, any Giza, subgroups with the name like time. Araga, Mon. Duria Osubia, Kama, did it come on, you the media go, Mimi, Pipi, Coro, Kamali, so in Shin or Kuriture, the man that do. Pass out, Ma, power to Japale, the same, Kuriture. Mimi, Pipi, to my, the way to me, Kuriture. Don't have to do it. Now come on, the Kamadia go, call in. Hey, to call in Shin or Ture. Didn't it do it? Mom, Kama, Yin, Musa, Lao, and Shem. They arrived and coalesced to the water in the federal region of Sona Bumi. Balaga Yokere. BC Tong down a chowto, a soy, Payama Bunga, Mono Shinivala. How we know? The home. Hello, Katara. Sayokaza, Balaudi Yokere, 50,000 years ago. So, Tamon, Nippon, Ngao lo dia money chi cha ne lu yu sa ba de ka thaတော့အဲ့ဒါပြီးသွားတော့အဲ့ဒါတွေမပြောချင်တော့မင်းဒီဘက်ဗုဒ္ဓဇင်နဲ့နီးမဲ့မွန်တွေကိုတွားအောင်တုဏဘူမိတုဏမြေးဆိုတာဒီတရားဝဲကနေပြီးတော့ပြောလိုက်ပါတယ်ကောင်းပြီဆက်ကြည့်မယ် civilization ပြောင်းလာယဉ်ကျေးမှုဒုရကြီးအကုန်လုံးကမ္ဘာလောကကြီးပြောင်းရင်အဲ့ဒီယဉ်ကျေးမှုကို civilization လို့ခေါ်ပါတယ်အိမ်ရောက်လာလို့ရှိရင်ဘုန်းကြီးတွေ့တဲ့လက်ဥချက်ကျတော့ culture ဖြစ်သွားတယ် Burmese culture Buddhist culture အဲ့ဒီဥစ္စာကမျိုးဖလာဖြစ်သွားတဲ့အခါမှာ traditional custom လို့ခေါ်တယ်ပထမဆုံးအကြီးပြောင်းတာကို civil war civilization မာနုဆိုတဲ့ကောင်လေးမိုးချိုးပြစ်ချလိုက်တယ်ဝက်ကလေးကိုမှန်သွားတယ်ဟောအနံ့လေးတော့တို့စားလိုက်ဟာ very delicious ရတာရှိစကလုံးမပြောတတ်ဘူးသူစကလုံးမရှိတော့အဖေသူ့ဖေကိုခေါ်တယ်လက်ရခေါ်တယ်ဟုတ်တယ်နော်လူလောကကြီးပြောင်းလဲတဲ့အကြောင်းတစ်ခုစပြောတာအဖေဘာဖြစ်တာလဲဆိုတော့ကောင်းတယ်ရှားပေါ်တင်ကြီးဆိုတော့ဟောလဲတခါမှမစားဘူးလေအစိမ့်မဲ့စားတော့သူကလည်းထိုးတဲ့သူ့သားတော့ထိုးတဲ့ရတယ်ကွတ်ဆိုထိုးလိုက်ပြီးတော့ဗဇာလေးကိုတင်လိုက်တော့ဟာစကွတ်တယ်အဲ့ဒါမရှိရမရှိဘူးအဲ့တော့မှအနာလူတွေလာဟေးအဲ့ဒါကြီးယူလာခဲ့ပြီးတော့ထိုးကြည့်တယ်ကောင်းတယ်ရတာကောင်းတယ်တရွာလုံးဝိုင်းထိုးရဝက်တော်ကုန်သွားအောင်အဲ့ဒါမီးလို့ရင်လာတယ်အဲ့ကြောင့်မှဒါဆိုရင်ပထမဆုံး light ကိုပြောင်းလဲစေတာ light Now, science doesn't know about light and life. သိပ္ပံပညာသည် light အလင်းရောင်နဲ့ဘဝကိုပြည့်စုံတယ်မသိဘူး Science doesn't know about love. Hey, သိပ္ပံပညာသည်ဘာကြောင့်မုန်းတာလဲဘာကြောင့်ချစ်တာလဲမသိဘူးဒီနေ့ဒီမသိဘူးဘုရားတရားမှာလို့ရှိတဏှာနဲ့ဒေါသအကြောင်းကိုဘုရားလည်းပြောနေတယ် Science doesn't know about love and hate. ဘာလို့မုန်းတာလဲ I don't know. ဘာလို့ချစ်တာလဲမသိဘူးလူတွေဘာလို့ချစ်တာလဲမသိဘူးသိပ္ပံဖြစ်မရှိဘူးအဲ့တော့မှဒီကောင်အိမ်သူကမီးကိုရှာတော့မသိဘူးဘယ်ရလာမှမသိဘူးတနေ့သားကျမှမိုးရုပ်ပြစ်ချလိုက်တယ်တစ်ပင်ရဲ့မီးလောင်ကြောက်တုံးသွားထီတော့ကြောက်ချင်းပုတ်ရင်မီးထွက်တယ်ထင်တယ်ကြောက်ကြီးပုတ်ကြည့်မိုးရင်းဆိုတော့လေမိုးရုပ်ပြစ်တဲ့ချင်းမိုးရင်းဆိုတော့ဘယ်ပုတ်လို့ရမလို့မိုးလေးနဲ့ပါသွားတော့ຫນွေနှမ်းတော့ဟာမီးထတော့ဆိုတော့မီးတဲ့နဲ့ကင်တော့ပူတယ်ပျောက်သွားတယ်ဟုတ်တယ်နော်မီးလေးအကြာကြီးသိင်းနဲ့ချီတယ်နောက်တစ်ခါလည်းပုတ်တယ်မီးတော့ထွက်တယ်ဒါမလုပ်တတ်သေးဘူးနောက်တစ်ခါမီးတော့ပူတော့လွတ်ချရတော့အဲ့ဒီမီးပူလေးတိရွက်ချော်တော့ဖတ်ဆိုထလောင်ဒါဆိုရင်ဒီလိုပုတ်ပြီးရင်ဂျားကန်ပစ္စည်းတစ်ခုလိုတယ်ဆိုတော့တိရွက်ကလေးစုပ်ပြီးတော့မီးတွေ့တယ်အဲ့ဒီမီးတွေ့တယ်မှာကမ္ဘာလောကကြီး civilization ပြောင်းသွားတယ်ဒါဆိုရင်ပထမဦးဆုံးလူဖွဲ့စည်းကိုပြောင်းနေခဲ့တာ light ဟုတ်ပြီနော် light ကိုပြောင်းခဲ့တာလားအဲ့တော့အဲ့ဒီ civilization came to the Golden Peninsula 6,000 years ago and evidence being child ဒါဆိုရင်တို့ဒီသူ့နဲ့ဘူမိရွှေမြေနေရာကိုလွန်ခဲ့နှစ်ပေါင်း 6,000 မှာ civilization တစ်ခုပြောင်းသွားဟုတ်ပြီနော်တိတိကျကျ Shona Bhumi had been dated to 3,000 years ago with a good evidence and in the group context ဒါဆိုရင် BC 3,000 မှာသူ့နဲ့ဘူမိနေရာဒေသကိုလူတွေအခြေချတယ် southern areas တို့ပေါ်အရှိတောင်ရှာဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့မှ Hinduism and Hinayana Buddhism ဘုရားဘာသာရခဲ့ပါတယ်နောက်တစ်ခု Buddhist era ခေတ်တစ်ခုတည်ထောင်ခဲ့တယ် Buddhist Emperor Ashoka or Ashoka
Atoka to Ashoka BC 300ဝန်းကျင်မှာ depict missionaries to spread the Buddhist philosophy throughout the region ဒါဆိုရင်သိကြပါပြီ။သောနာဘုံမီကိုပါဠိတော်ထဲမှာတော့သောနာနဲ့ဩဒရတို့ဒီသောနာဘုံမီခံတော်ဒါကိုထေရဝါဒပါဠိပြောကြမလို့တချို့ကငါ့ကိုပြောတယ်အဲ့ဒီဥကောတန်လာတဲ့ပါရာဇိကပါဠိတော်ပါရာဇိကထကရာထဲမှာတဲ့သူဝနာသောနုဒ္ဒရာထေရသူနာဘုံမီကန္တဝနာဗြဟ္မဇာလမတွေသိုံဒါသူတို့သင်ခဲ့တာပဲအဲ့ဒါတော့မပြောဘဲနဲ့သူ့နိုင်ငံသားတွေကို့အမေကကို့ချစ်တာထားလိုက်တော့လေသူများချစ်ဖို့လိုတယ်လေဆောက်မင်းဟေးခမရမျိုးသမီးတော့မဲထဲမှာပေါ့တနိုင်တော့တဲ့ကိုလေလေကိုမင်းကကိုထဲကဘာလို့မှာတော့အဲ့တော့ပါဠိတော်ထဲမှာပါတာကျွန်တော်သိပြီးသားဒါမပြောတော့ဘူးကဘာပတ်ဝန်းကျင်ကဒီနေရာဒေသမှာဘုရားဘာသာတကယ်ရောက်ခဲ့တာကိုသိချင်တယ်ဟုတ်နော်ထေရဝါဒပြည့်တယ်ပါတာကိုတို့မွန်နေရကိုတို့ချစ်တာဘာဖြစ်မှာမလို့သူများတွေကတကယ်လက်ခံသလားဆရာတို့ရဲ့ဒါဆိုရင်ကဘာတမိုင်းကတကယ်လက်ခံပါပြီဟုတ်ပြီနော်အဲ့တော့သူတို့တွေခုနကပြောအာရှောကခစ်ကဲဟိုဘက်ကဆိုတော့အေဒီ900စုထိအောင်အင်အားကောင်းခဲ့ဒါဆိုရင်နှစ်ပေါင်းဖောက်သူအေဒီ900ရဲ့ဟိုဘက်က BC 300နဲ့ဆိုရင်နှစ်ပေါင်း1000နည်းနည်းလောက်ဟုတ်ပြီနော်နှစ်ပေါင်း1000နည်းနည်းလောက်အင်အားကောင်းခဲ့တယ်အဲ့ဒါမှပကံကိုရွှေ့တော့မယ်ဒါဆိုရင်ဒီနေရာဒေသကအခုတော့တို့သိချင်တယ်ဒီကုသိနာယုံဖျားမှာရှင်သောနာနဲ့ရှင်ဥဒ္ဒရာတို့သူတို့ပြိဋိဘံဆန်သွားတယ်သူတို့ရဲ့ဓာတ်တော်တွေရှိတယ်မင်းတို့တရားတွေကကောင်းတူလို့ရမှာငါအဲ့ဒီမှာငါကိုယ်တိုင်တွားပြီးတော့တို့ဒီကိုကြွခဲ့တဲ့အရှင်သောနာနဲ့ဥဒ္ဒရာမင်းတို့မုံပြင်းနေမှာပြိဋိဘံဆန်တာသူပေါ်သေးသေးမထင်နဲ့ဗျံကုန်ဘာမှမရှိဘူးတကနေပြီးတော့လည်းဘာမှမရှိဘူးဒီမှာရဟန္တာပြိဋိထေရဝါဒသာသနာစခဲ့တာဒီမွန်တို့ဌာနပြိဋိဘံဆန်တာဆရာမတို့ရဲ့ကြောင်တော်မလို့နဲ့ဘာလဲလဲတော်သူသောနာနဲ့ဥဒ္ဒရာမထေမြတ်တွေဘယ်မှာပြိဋိဘံဆန်တယ်လဲဟောဒီကုသိနာယုံလက်ရမရကန်းစင်ဟိုဘာတော့ဘာတောင်စောပြီးတော့ဗါလဲကြိုက်သီးစောအဲ့ဒီနေရာဒေသတွေတကယ်ထေရဝါဒအစစ်တကယ်ဓာတ်တော်မွေတော်တွေနဲ့တကယ်မဟာဒေသပဲအောင်မြေတွေပဲဆရာမတို့နော်အဲ့ဒါတွေကိုပြောပါတယ်တော့သောနာဘုံမီပြောခဲ့ပြီးပါပြီတော်ပါပြီနော်ဒါလို့ဆိုရင်သောနာဘုံမီရဲ့အကြောင်းအရာအဲ့ဒီကနေပြီးတော့အာယုထရာဟိုဘက်ရွှေ့သွားဆိုတော့ထိုင်းနိုင်ငံရဲ့ကိုတို့မြန်မာပြည်ရဲ့ဂုံယူစရာနော်ဒီမှာရေးပါပြီ The term Sona Bhumi land of gods is commonly thought to refer to the South Asian peninsula including Lower Burma and the Thai Malay peninsula တော်ပြီဆိုရင်သောနာဘုံမီတို့ကဘာကညွှန်းတယ်မှာပုံစံလေးပြတာဟုတ်လားပုံစံလေးပြတာအပြာနဲ့အဝါဆိုတော့တိတ်ပြီးတော့ဒီဟိုထဲမှာမိတ်တူကူလို့မကောင်းဒီနေ့သောနာဘုံမီဆိုတဲ့စကားလုံးဒီတဲ့အရှိတောင်အာရှကျွန်းဆွယ်များ The term Sona Bhumi land of gold is commonly thought to refer to the Southeast Asian peninsula including Lower Burma and the Thai Malay peninsula ပြီးသွားပြီ However there's another gold referring term Sona Dipa အဲ့ဒါနဲ့အလားတန်သူကလာလို့တော့ဟိုအင်ဒိုနီးရှားအဲ့ဒါနဲ့အလားတန်သူမှားယွင်းစရာသုနာဒီပဆိုတဲ့စကားလုံးရှိပါတယ်တဲ့အဲ့ဒီသုနာဒီပသည် island south gold which may correspond to the Indonesian archipelago especially Sumatra မဆိုင်ဘူးဒါရင်သုနာဘုံမီသည်အင်ဒိုနီးရှားဖယ်လိုက်မလေးရှားရဲ့ထိုင်းရဲ့မြန်မာရဲ့အရှိတောင်အာရှဒီဘက်အချမ်းကအဲ့ဒီဥစ္စာတွေဒီထီရဝါဒမူလပနဲ့ဆက်ကတာသူတို့အင်ဒိုနီးရှားကလည်းသူတို့ရဲ့အခြားအနေနဲ့ဆိုနာဒီပါဒီကျွန်းတွေကိုလေ့လာတာကarchipelago စလုံးဆိုအဲ့ဒါနဲ့ပတ်သက်တာဆရာတော်သူတို့ကလောက်အောင် archipelago ကျွန်းတွေကိုဘယ်လိုသူတို့လောက်တယ်တခါသွားပြအောင်ဆိုစာတစ်ခုဖတ်လိုက်ပြီဆိုရင်အများကြီးဖြာထွက်သွားတယ်ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ခုသုနာဘုံမီကိုတို့ယူရိုနေတဲ့နေရာသည်တကယ်ထေရဝါဒစခဲ့တဲ့နေရာဖြစ်ကြောင်းရှေးအောင်တဲ့ the Asian politics Malay Peninsula and Sumatra အဲ့မှာသူအဲ့ဒီဘယ်တော့မှကုံသွယ်ခဲ့တာတွေဒါတွေပါအကုန်တိကျပြ၍အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းကိုမဆိုလို့မြန်မာတို့ဒီအောက်ပိုင်းတစ်ခုလုံးကြီးခုနကပြောပါပြီဆိုရင်သုနာဘုံမီကိုချစ်လွန်အားကြီးလို့ကျွန်တော်ညနိုးလုံးအားကြီးလို့အဲ့ဒီကနေမှဒီကနေတစ်ဆင့်ပဲပကံရှင်ရန်နော်ထာမင်းကြီးတို့ပြရလဲဆိုရင်ဒါရှင်ရန်ဒီမွန်ဖြစ်လောက်တယ်ဗါတယ်လေရှင်ရန်ဒီမွန်လူမျိုးဖြစ်လောက်တယ်ဆရာတော်တို့ဖြူဖြူချောချောလေးနေပါဗျာနော်ကြည့်ရကိုမျိုးပြိုကိုချုံပြိုရှင်ရန်
ဘာလဲလေမောင်ဖြစ်အဲ့ဒါတို့ဆိုရင်ထေရဝါဒသာသနာကြီးကိုပကံခေတ်မှာ sorry ပြန်စခဲ့တာလေဘယ်ရသွားတာလဲဒီကမနုဟာဘယင်ရှိရထေရဝါဒပြည်သွားတယ်နောက်ပြီးတော့မနုဟာဘယင်ဆရာရှင်ရန်ကလည်းဘယ်သွားတယ်ပကံသွားတယ်ဆိုရွှေ့မဲ့နေရာတစ်ခုလိုတာဖြစ်ချင်းကြောင့်အဲ့ဒီချိန်မှာကလားတွေကဒီမှာဝန်းနေပြီနော်17ရာစုလောက်ကြာတော့မွတ်စလင်ကရှေ့တောင်အရှာကိုတော်တော်ပြီးတော့ရှင်ရန်ကဒီနေရာကိုဝင်နေပြီဆိုတော့ရှင်ရဟန္တာဆိုတော့ပြောလို့လည်းမကောင်းတော့ရှင်ရန်ဘက်နော်ထာမင်းရှိကိုသွားပြီးတော့မနုဟာပါအပါခေါ်သွားတာဖြစ်သွားတယ်ဒါဆိုရင်ရှင်ရန်မထေမြတ်သည်ကျွန်ုပ်တို့ဒီမြန်မာပြည်အောက်ပိုင်းသားမွန်လူမျိုးဖြစ်ပွဲက 90% ဘာလဲအိန္ဒိယရဲ့အရှေ့အိန္ဒိယနာကဘုန်းကြီးဆိုတာကဘာလို့လဲအိန္ဒိယဘုန်းကြီးဖြစ်ခဲ့ရင်ဒီမွန်တွေကိုစကားပြောဖို့အတွက်သူဘာသာစကားတစ်ခုကိုအိန္ဒိယကနေမွန်စကားကိုပြောမယ်ဆိုရင်မွန်လိုတရားဟောဖို့အတွက်သူတော်တော်ခက်ခဲကြိုးစားလိမ့်မယ် right အဲ့လိုတွေးရတယ်ဆို language ကိုသူဘယ်လို how to use သူဘယ်လိုသုံးလဲ so what language သူဘယ်ဘာသာသုံးလဲအဲ့ဆိုရင်ရှင်ရန်ကိုရမြတ်ဒီမွန်လိုမျိုးဖြစ်တာဖြစ်ရင်ရောအနော်ထားတဲ့စကားပြောတယ်လိုလေကူကူပဲမင်းတို့မနူဟာတို့မင်းတို့မွန်တွေကိုတရားဟောတယ်လေလိုလေကူကူဖြစ်လိမ့်မယ်ဒါကဒီလိုကောက်ချက်ချတယ်တပိုင်းကလို့ရဲတင်ရတယ်ဟုတ်နော်ဒါဆိုရင်ရှင်ရန်ဒီတေချာပေါ့မွန်လိုဘာလို့လဲမွန်တို့ဒေသမှာကြာရှည်လေးမြင့်သာသနာ့ပြုတရားဟောနေတာဒီမွန်ဘာသာစကားကိုကျွမ်းကျင်လို့ဟိုဘက်ကအိန္ဒိယတော်လည်းကောတီဝတ်တော်လည်းကလာတလောက်မွန်မကျွမ်းကျင်တော့ဘူးဟုတ်လားမှန်လားဒါဆိုရင်ကိုတို့လူမျိုးအကုန်လုံးညီရွာအကုန်လုံးမနေ့ကလေးဟိုမှာပါလဲစာတန်းဖတ်တာစက်ကိုင်းတကအော်ဒီကောင်လေးလှုပ်လိုက်တာနဲ့ပဲတော်တော်သွားပါပြီအဲ့ဒီအကြောင်းအရာကိုအရင်တော့ဖတ်ဘူးတယ်ကျွန်တော်အင်ဂျီကိုကြည့်ပါခင်ဗျအင်ဂျီဆိုတရုတ်စကားလုံကြီးကကလားစကားတော့ကျွန်တော်တို့မြန်မာတွေကတဲ့အင်ဂျီကိုတရုတ်ရှာယူတယ်လုံကြီးကိုကလားရှာယူတယ်တဲ့အဲ့ဒီစာတန်းကိုဖတ်ပြီးသားအဲ့ဒါကိုဒေါက်တာတန်းထွန်းကထမေးတယ်အဲ့ဒီတရုတ်တွေကလားတွေဗမာပြည်မြောက်ခင်ဗမာတွေကကိုတုံးလုံးနေတာလားတဲ့စကလုံးတူတိုင်းတရုတ်အင်ဂျီရပဲလာတယ်တရုတ်ရှာယူတယ်ဆိုတော့လုံကြီးကကလားရှာယူတယ်ဆိုတော့ငါတို့ဗမာတွေအရင်တော့ကိုတုံးလုံးနေတာဘာလို့လားအဲ့ဒါကိုစကိုင်းနဲ့အကောင်အဲ့ဒါကို तू ကဟိုတွားလို့ပြီ तू အဲ့ဒါကြီးပို့ချတာဟာတော်တွေကန်လိုက်တာဒီစာတမ်းမျိုးကိုရေးပြီးတော့ဒေါက်တာသန်းတော့ထပြောလို့အဲ့စာတမ်းပြတ်သွားတာဒါဆိုရင်ဗမာတွေကတရုတ်ကလားမြန်မာနိုင်ငံနဲ့မဝင်နေတော့ရှေ့ကမွန်နေတာကိုတုံးလုံးတွေဘာလို့လားအင်ကြီးဆိုတာတရုတ်ဒီလိုဒီကိုနင်းလို့ပါတယ်အခုဒီဆရာရဲ့တိုက်ပုံအဲ့ဒီတိုက်ပုံအင်ကြီးလိုဟာမျိုးတရုတ်တိုင်းကနေမတွေ့လားအစီလေးနဲ့အဲ့ဒီအင်ကြီးကိုပြောတာအဲ့ဒီအင်ကြီးအဲ့ဒီအင်ကြီးကိုပြောတာအင်ကြီးဆိုတာပခုံးလေးပဲပေါ်တယ်ဘာလဲဟိုဒီလိုမျိုးတို့အန်တကိုက်လို့ဟိုနင်းမပါဘူးပါတယ်လက်မပါဘူးတွေ့ဘူးလားလက်တို့လေတရုတ်သထေးတွေသွားကြည့်လိုက်အောင်မတရုတ်ချမ်းတော့ချမ်းသာတယ်ကက်စီနဲ့တရုတ်ငစီဆိုအဲ့ဒီဆိုအဲ့လိုကောင်အဲ့လိုဝတ်တာအဲ့ဒီဟာကိုပြောတာအင်ကြီးအဲ့ဒီဟာပြောတာဒီအင်ကြီးပြောတာဟိုတိုက်ပုံအင်ကြီးလက်ဖြတ်လိုက်အဲ့ဒါတရုတ်အင်ကြီးဖြစ်သွားလိမ့်မယ်ကျုံတောင်လေးဘာတမိုင်းလည်းမသိပဲအဲ့လိုလို့တော့အများကြီးပဲကပီးစေဆိုရင်တွန်းတာမြေကြောင်လဲဆရာတော်ပြောပါပြီဓမောစာလေးကိုနည်းနည်းလေးပြောဖို့ရှိပါတယ်